တော့ပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ဂျိုလီယန်ဂိမ်းလေးလို့တင်သွားမှာပြပါတယ်။ဘာကြောင့်ကျွန်တော်အတန်ဖြစ်နေရတဲ့အကြောင်းရင်းရတော့ဘယ်တော့ပါကျွန်တော်တို့ဂိမ်းပလေးပဲဆော့သွားလိုက်ကြအောင်။ Ruby, Bruno, Fazana, Rhino, ဟောမှာ Story ရှင်စားတယ် Ispa ဒီကီရိုပါဝင်လမ်းတော့စုံတယ်ပေါ်လာကျွန်မလမ်းသားလေးပေါ်လာကျွန်တော်ထွက်တယ်စားတော့ပါမယ်ဒီအပေါ်လေးကိုရင်းနဲ့ရုံးဟုတ်လားမသိဘူးနောက်အောက်လင်းကကျွန်တော်အေးပြီပေါ့အေးပြီလင်းသွားအေးပြီတော့ကြည့်ရကျွန်မော်ကြီးကကြိုရအောင်နဲ့မော်ကြီးကိုကြည့်ကျွန်တော်ကိုရမရတာကြည့်မော်ကြီးကကျွန်တော်ခရိရှိနေရှင်းပြမော်ကြီးထွက်လာခဏလေးနဲ့ရှိကြဝအောင်တော့ခဲပြီးရှိကြဝအဲ့ကျွန်တော်ကြောက်ကတော့ဆိုရတယ်ဆိုကတော့ခဲလိုက်ဖရီကာပေးလိုက်တယ်ကျွန်တော်ကြောက်ကတော့ဘာလို့ဆိုရတယ်ပြောပြအခက်သူတို့ရှိခဏလေးအိစပါတို့ဘာလို့စင်းရရှိခဏလေးနဲ့ကြောတို့ကျွန်တော်နိုင်တယ်ဒါပေမဲ့ကျွန်တော်တေဝါကိုယူလို့မရမှာမို့ကျွန်တော်တတ်တော့ခဏကျွန်တော်ရက်ထားမယ်ကျွန်တော်အတန်းနည်းနည်းနေမကောင်းချင်လို့ပြင်နေအတန်းမကောင်းပေါ့တော်ရကျဒီကီရောလိုက်မုတ်ကြီးလာကျွန်တော်တင်းပါလားမတေးဘူးတေးလားမတေးပါဆိုလို့ပေါ့ဗျာဒီကကျွန်တော်နောက်လိုက်လာစိတ်ပါပြည့်တယ်ကျွန်တော်အိမ်ပြန်တော့မှတွေ့ရလည်းမရှိအောင်ဆိုအဲ့ဒါလည်းကြီးရကျွန်းကျွန်တော်အမှန်ဟိုဖြစ်ရတာပြင်းလို့စီးလိုက်ပါကျွန်တော်တော့တင်စီရဟိုအပေါ်လဲကိုညွန်ပြချော်လေးဘရူနိုရအောင်ထိနိုင်မှာတော့မသိပါဘူးကျွန်တော်ပတ်စံစုလာနေတာရရင်ကျွန်တော်အမိုက်လေးဝယ်မယ်ပေါ့ဗျာအမေက live stream အဲ့လို stream နေပါတယ်ဆိုမိုက်လေးနေပြောကြကျွန်တော်ကကြောက်ဝင်နိုင်လို့ဒီလိုစကားပဲပြောတော့အားလေးနည်းနည်း6တယ်ပေါ့ဗျာဟုတ်ပါနော်အဲ့စပေါခဏတော့ရှိကြအောင်လို့ရှိမကြအောင်ကျုံကိုရှိနေနေလို့ကြရတယ်တော့ရှိကြကျွန်တော်တော့လိုက်လာတာတတိရှိရရန်တက်ရှိရဲနေခလေးပဲရှင်တော့ကိုလေးယူပါတယ်ကိုရှင်းလေးပဲယူအပြင်ပဲတော့မှရမိုးကြီးရှိခဏတည်းနဲ့ကြော်တော့ကျွန်တော်ခဏနဲ့ကျွန်တော်ရေတောက်လာအောင်အားတင်းလက်ချောင်းကြပါမိုးကြီးသေးတော့မယ်ကိုရလေဝဲလေးရလဲပြန်ထွက်နိုင်သွားပါတယ်မုတ်ကြီးအိမ်ပြန်ဝါပြီးတော့ကျွန်တော်တင်ခဲ့ပါတယ်ဒီရောက်ကိုလေးကျွန်တော်ရှင်းလိုက်မယ်တာဝါရန်ချိုးကျင်နေတာဖြစ်ပါတယ်ကိုလေးတရားမြင်လာပါမုတ်ကြီးမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ချိုးမယ်ချိုးလိုက်ပါပြီဒီငမွေးပြီးဒီဖနက်သွားမယ်ကျွန်တော်ဒီကိုလေးရှင်းလိုက်အောင်မယ်ဒီစီးဖူးလေးစားအောင်မယ်စားပြီးဟိုမှာမုတ်ကြီးဆိုတဲ့ကောင်အဲ့ကောင်ကျွန်တော်တက်မရမယ်ပါဇာနာလေးရပြီโอเคကျွန်တော်ရှိတယ်ကုန်သွားပြီတော့တက်လိုက်တော့တေဝါပြီကြိုက်လားတော့တာဝါပဲချိုးမယ်တာဝါပဲဆက်ချိုးတော့တယ်လို့ပါဗျာလေကိုနေခေါင်းလေးအားတေတော့မယ်တာဝါဒါဆိုကိုရှိလာယူကိုရှိဟုတ်တယ်ဒီကိုလေးရှိအမဘကောင်းမိုင်းလာတယ်ငမိုင်းမို့ကတာဟောလေငမိုင်းမို့တော့တောင်းမိုင်းကျွန်တော်မို့ကြီးကိုတောင်းမိုင်းကျွန်တော်လာတယ်ငမိုင်း
မဟုတ်တော့တောင်းမကြီးဆိုရတဲ့ကောင်မကြီးကကျွန်တော်ပြန်တိုးတော့သွားပါတယ်လေစိတ်ကျေစုတင်ပါတယ်စီးဖူလေးစားလိုက်အောင်စီးဖူလေးအမဇာတယ်လေးရတဲ့တော့ဇာတယ်လို့ဟာတောင်းအလေးမမတို့ရဲ့တောင်းမတွေးပါတယ်တောင်းမတွေးတဲ့ချိန်မှာမှုတ်ကြီးဆိုတဲ့မုံငါလည်းခွေးနွားလာပါတယ်ငါလည်းခွေးမုတ်ကြီးဆိုပြီးတော့ကြိတ်လိုက်ပါတယ်မုတ်ကြီးရေစိတ်ပါပြတ်ပါတယ်မုတ်ကြီးอ่ะပရိကာတွေပေးပြီးလောက်ရတာတော့ငါလည်းခွေးမုတ်ကြီးอ่ะငါလည်းခွေးရဲမှာတာဝါတာချိုးငါလည်းခွေးဘယ်သူမှမကြောက်နိုင်နဲ့တာဝါချိုးရင်လေးအသေးချမ်းနေတာဘာလို့သူ့ကိုတာဝါမှာတော့ကောက်စားဖို့ပဲရှိသေးပါတယ်သူတေသွားပါတယ်အမှန်ကျွန်တော်တို့ဒီကင်းနေစားလေးကဖရိကာရသွားလာပါတော့ဒီပေါ်တက်သွားတာတောင်းမကြီးလေးပေါ်တက်သွားပါတယ်ဒီချောလေးပါဆက်ဆွဲလိုက်မယ်ဟိုအောက်မှာအဲ့စပေါင်းနဲ့ဒီကီးကကျန်တောင်းညံ့တာဒီကီးကမျိုးပြုတ်ပလိုက်အဲ့စပေါက်ပါလားအဲ့စပေါက်ပါတက်ပလိုက်အဲ့စပေါက်မှာတွေး1 2တက်ပလိုက်ပြီတေသွားပြီဒီကကိုလေးရှင်းပြီးတွားမယ်အရင်လေးဝါချလို့နိုင်မလားနိုင်လောက်ဘူးဟေးတွားပြီကျွန်တော်တွားပြီထင်းနေတွေးပြန်ပြေးလို့လည်းမရတွေးပြန်ပြေးတယ်ကျွန်တော်ပြန်ကျုံးနေတာပဲကျွန်တော်လက်မမြန်ခဲ့ပါဘူးတော့ဒီဒွိုင်းလောလာပြီဒီကီချက်သားကျော်လုံးစားသွားတယ်အမတောင်းမရလဲဒီအမတောင်းမယူလိုက်တဲ့ဆိုပြီးတော့ကျွန်တော်တို့ရဲ့New hero ရဲ့ယောက်ျားဘာလုံးမှာတော့ကျွန်တော်ဒီမှာတိမ်လေးစီးလိုက်အောင်မယ်ကျွန်တော်ကိုကတိတ်မှကွာဘူးပေါ့ဗျာကျွန်တော်တို့များနေရကိုကကျွန်တော်ဒီဘက်ကိုမစားတော့ပါဘူးဟိုက်ပါလေးကလည်းဘက်လာမစားပါဒီကောင်ကြီးကျွန်တော်တက်မှာဘာကလိုင်းအရှိမှုဗျာမားတယ်ဗျာဒီကောင်တော့ငါလည်းဘက်တွေစားမိကြောက်လိုက်ကောင်းလိုက်တဲ့ဘောလူဝေးဒီခေါ်တာဝမ်ကျိုးစင်နေဒီတာဝမ်ကျိုးစင်နေကျိုးတာပိုကောင်းဆုံးမှကျိုးစင်နေဒီတာဝမ်ကျိုးစင်နေဒီဓာလေးကိုစားမယ်အောင်စင်ကြီးမူပြီးဒီဓာလေးကိုစားမလေးမ3កောင်တောင်းညမ်းနေရမှာထဲမှာအကောင်ကျိတ်ကျွန်တော်တွေးတယ်ရောနေပြီကျွန်တော်တွေးဖြေးလိုက်တယ်အဲ့ဒါတကောင်သေးကျွန်တော်ရှင်းနေတယ်တကောင်သေးလားတေးပါတယ်တောင်းမကြီးတေးတော့ကျွန်တော်ပျော်သွားပါပြီဗျာတောင်းမကြီးတေးသွားပြီဆိုတော့အိုက်တန်လေးပါလေးမကြည့်တော့ပါဘူးလို့ကြည့်အောင်မမုတ်ကြီးနဲ့ပဇာနာနဲ့ဝပိုင်ဝမ်းချကြည့်ရမုတ်ကြီးရဆောက်ပေါ်ပါလို့မုတ်ကြီးတေးသွားခဲ့ပါပြီမုတ်ကြီးကပဇာနာတော့မနိုင်ဘူးလို့အမလာပြီရှင်လေးခေါ်ရတယ်ဒါပေမဲ့တေးတယ်ကျွန်တော်ဖင်ဝင်ရတယ်ကျွန်တော်လေးပုံမြောက်တော့ဖုံးဒါပေမဲ့ကျွန်တော်သွေးပြန်တက်တယ်ရေမရတော့ပျော်သွားပါပြီဗျာတော်သေးလို့ဗောရင်ရပါလို့တူပဇာဝရူဘီရဲ့ဒီရဲ့အချောလေးရဲ့ကျိတ်နေရတယ်တူပဇာ1ချိန်နေမှာရူဘီကြာရှုံးရပါတယ်ရူဘီဟိုဘက်တာတယ်တော့ပြစ်တယ်လောလုံးနေရတော့တွေ့ကျွန်တော်ထောက်ပြရတယ်မှာဘောလူဝင်းဝင်ကံပါတယ်အမေချောလေးရဒိုင်မေရန်ရနေရောတွေ့ပြန်တက်၍ဘောလူဝင်းကိုတွေးရောပါခိုင်းစီပါတယ်မုတ်ကြီးကျွန်တော်လည်းမုတ်ကြီးနဲ့တဲဆိုကျွန်တော်လည်းစကေးလေးမာပြီးတုံးတယ်စကနဲ့လေးစီးကျုပ်ပြီးဒီကောင်ရအောင်တက်မယ်တူဝမ်းဖုန်းတူဝမ်းတွေးပါတုံးပြီပါကျေးဇူးတင်ပါတယ်လို့လောဘရဝါခဲ့ပါတယ်တော့ဘယ်သူပဲရပါလဲဆိုတော့ကျွန်တော်တို့ပဲရတယ်အချောလေးပါတေသွားပါတယ်တော့လေတေပြီးတော့မှဟိုအောက်လမ်းမှာရင်ရတော့ခိုးနေပါတယ်ကျွန်တော်အဘက်လမ်းတော့မတော်တော့ပါဘူးကျွန်တော်ဘုကောင်တော့ကျွန်တော်အောက်လမ်းကိုချုံးလာပြပါတယ်
အပေါ်လမ်းမှာရင်တာဝါကိုနဲ့ကျွန်တော်အောက်လမ်းတာဝါချိုးရမယ်အော်ကျွန်တော်လည်းတာဝါချိုးရမယ်တာဝါချိုးရလိုက်တော့မယ်ချိုးမယ်ဒီကောင်တွေကိုလည်းချင်းဟိုမှာကိုရှိနေဟောအာဇာရနဲ့ဒေါင်းကအိုင်းနေတွေ့ကျွန်တော်လောတီမှာမေဂါကိုနေဆိုကျွန်တော်လောတီတယ်ဗရဲကြာရှုံးတာဗရဲရှုံးရခဲ့ပါတယ်ဗရဲရှုံးရမှာကျွန်တော်ဟိုဘက်ဘက်ကျော်ပါတယ်အကြီးလည်းမရအကြီးလည်းမရကြိတ်ပါတယ်ကျွန်တော်ဒီတာဝါရအောင်ချိုးမှာဖြစ်ပါတယ်မရခဲ့တော့ကျွန်တော်မသိပါဘူးရလားမရလားကြည့်ရမှာဒေါင်းမဝင်ရှုံးတယ်ဒေါင်းမလိုပဲပြောလို့ရပါဗျာရေဝါချောသလားမွေကြီးအမွေတင်တော့သူ့လောက်မမွေဒီနားမှာပုံမယ်ကျွန်တော်ခံမလာမယ်ဂိမ်းဆန်နဲ့ဒီနာကိုလာမှာဒီကီဟုတ်တယ်ဒီကီလာတယ်ဒါပေမဲ့ကျွန်တော်ပြန်တင်မဲ့ချိန်နေပြန်ရောက်တယ်ရောက်တော့တေတော့တေဝါခဲ့ပါတယ်ကျေးဇူးတင်ပါတယ်လို့30စက္ကန့်တော့စားရမှာဖြစ်ပါတယ်မောက်ကြီးပွဲအနေပြီးတော့လက်မြောက်တေဝါပါတယ်အပေါ်လဲမှာဘိုင်းတော့ဒေါင်းမကြီးကိုတက်လိုက်ရင်မဲကရမှာဘာဖြစ်လို့မတက်ရတာလဲတော့မသိဘူးရူဘီနဲ့ဒရိုင်လော်နေကတို့ပဲရူဘီနဲ့ဒရိုင်လော်နေအပေါ်လိမ့်မှာအောက်လိမ့်မှာကြီးရမ်းတာပေါ်လိမ့်အောက်လိမ့်တော့မားတယ်အလဲလိမ့်ကိုတွားကြည့်လိုက်တယ်အလဲလိမ့်မှာပဒနာကိစ္စကိုလေးရှင်းနေပါတယ်အမကျွန်တော်တို့ကရူဘီကြာရှုံးရတယ်အမဒရိုင်လော်လေးလည်းကြာရှုံးတယ်ဒီနေရာကြီးပိတ်တယ်ဒရိုင်လော်လေးလည်းကြာရှုံးတယ်ကျွန်တော်ဒီတက်တယောက်ကျွန်တော်ပြောပြီလူရတယ်မဟုတ်ကြီးရတယ်အရှုံးမပေးနဲ့စူးစမ်းရဘနာနာပေါ်မှာဘောလူဝေးပေါ်မှာတာဝါချိုးနေပြီတက်တော့တွားကြည့်အောင်မယ်ဟိုတဲ့ဒီကောင်တာဝါချိုးနေတာချိုးရင်တာဝါချိုးတဲ့ထဲမှာဘောလူဝေးပါတယ်ဆက်ချိုးရပါဆိုမချိုးရပါဘူးတဲ့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ရဲ့ဆွမ်းအားတွေပြတော့မှရဘလောက်ထိကျန်လဲပြဒီတာဝါလေးယူမလားရမကြည့်ရတော့ဒီရင်လေးဝင်လာတယ်ကျွန်တော်စမ်းမီရဲ့ရူဘီကိုခေါ်ရတယ်ကျွန်တော်ပေါ်လာချိန်မှာတိမ်စီးပြီးသွားတယ်ကျွန်တော်ရူဘီတေဝါတဲ့ grind လိုက်ဖျားတဲ့ကတော့ကျိုင်းနေစားသွားတယ်ရင်အမဒီကီတယောက်တော့ကျန်ခဲ့တယ်ဒီကီကိုခဲပြီးကျိတ်လိုက်ကျွန်တော်ကင်းစဇာနာကင်းချိုးလေးနဲ့တွေ့တယ်ချိုးလေးနဲ့ချိုးလေးရမ်းမာနေတော့ကြောဖြော့ပေးလိုက်ပါတယ်အော်လေးမှာတာခိုးချိုးနေတဲ့ကောင်တွေလည်းတွေ့ရပါသလိုကျွန်တော်နောက်အများနဲ့လိုက်နေဒီကီလည်းတွေ့ရအိုက်တန်ဆုံးပေးသွားပြီဖူးအိုက်တန်ပြောသွားခြင်းမှာမေကရအောင်ယူမယ်ဟိုတော့17စက္ကန့်17စက္ကန့်19ရှေ့ကိုရှောင်းမှာကျွန်တော်မေကရအောင်ယူမယ်ဟုတ်တော့နေ့တည်းယူမေကရအောင်ယူလိုက်ပြီတော့ပေါ်ချင်းနေပြီမစားတန်းတယောက်လည်းမင်းတို့မတွေ့ကြဘူးလားဒီဘက်လေးကိုယူလိုက်မှာစားတော့ကျွန်တော်ဝင်တက်ရင်ရှိနေရင်ဖင်ဝင်ရတယ်ကျွန်တော်လည်းစတန်လေးပြလိုက်ပါတယ်ဖုတ်ဒါမှကျွန်တော်ကင်းမရပါဘူးဒီကောင်တုံးအောင်ချိန်ဆွဲပေးတာဒီကောင်တုံးအောင်ချိန်ဆွဲပေးတာမယ်ကျွန်တော်လောရအောင်ယူလိုက်တုံးအောင်ချိန်ဆွဲပေးတာနော်တူးပလေရလုံးနယူးဟီးရိုးရဲ့ယောက်ျားယူသွားပါတယ်ကျွန်တော်စာရေးမယ် ဒီပြောင်းတယ်ဒီအားလိုက်တော့ဘောင်းမင်းအားလိုက်တော့ဒီကိုလေးနဲ့တော့ကျုံးမလားလို့ဒီမှာဟိုဖြတ်မှာကျွန်တော်ဒီမှာတော်လေးတယ်ကျွန်တော်ဘူးဝဲကောင်းနေတန်းတော့ဒီကောင်းပါတယ်လို့ကိုကအဲ့လိုဒီကွာနေပြီမရင်လေးဝင်လာတဲ့ဒါပေမဲ့မနိုင်တော့ဘလူးရဲ့တစ်ချက်ကန်းချက်နဲ့တေသွားခဲ့ပါတယ်ဘလူးရဲ့ဓာတ်မြရှယ်ကျွန်တော်ဒီမှာမှုတ်ကြီးဆိုတဲ့
မုတ်ကြီးကိုတွေ့တယ်မုတ်ကြီးကလည်းရှိခဏလေးနဲ့ကျွတ်အဲ့ချိန်မှာကျွန်တော်မုတ်ကြီးကိုတန်းနိုင်သွားတယ်မုတ်ကြီးတေးသွားချိန်မှာကျွန်တော်ဒီနားအဝေးကနေပဲခရစ်ရှင်နဲ့လမ်းကြီးကျွန်တော်မတော်တော့ပါဘူးကျွန်တော်ဒီလိုပဲကြက်နေတာတော့ရိုင်းနေတော့မှအမတာဝါလည်းမကြိုးပါ what the fuck လိုကြီးမတာဝါယူရိုင်းတဲ့အချိန်မှာနောက်ဆုံးတော့နိုင်သွားခဲ့ပါနောက်ဆုံးရလက်ကတော့ဘရိုတို့တာကြီးလိုက်ပါတော့ victory